မင်္ဂလာပါအဲ့တော့ကျွန်မဒီဗီဒီယိုဖိုင်လေးမှာအချိန်နေရဲ့အရှိမသုံးရမယ့် preposition လေးတွေကိုမှတ်မှတ်ကန်ကန်သုံးတတ်အောင်ပြောပြပေးပါမယ်အဲ့တော့အချိန်နဲ့ပတ်သက်ရင်အဓိက၃ပိုင်းခွဲထားတယ်ပထမတစ်ခုကတော့ time နေဖြစ်ပါတယ် time ဆိုတဲ့အချိန်နေရဲ့အရှိမနာရီတွေပေါ့နော်အဲ့အရှိမ ATH ဆိုတဲ့ preposition လေးကိုသုံးရပါတယ်နောက်တစ်ခုကနေ့တွေပေါ့ day မှာတော့ဘယ်နေ့မဆို on ဆိုတဲ့ preposition လေးသုံးရပါတယ်နောက်တစ်ခုက period ကာလပေါ့ကာလမှာmonth တွေ year တွေ season တွေပါမှာပေါ့နော်နှစ်တွေလတွေရာသီတွေပါမယ်အဲ့ဒါတွေကိုကာလအပိုင်းခြားလို့ခေါ်တယ်ဒီကာလအပိုင်းခြားတွေရဲ့အရှိမ in ကိုသုံးပေးရပါတယ် okay ဒါဆိုလို့ရှိရင်အခုsun သုံးကြည့်မယ်ပထမတစ်ခုက Sunday เนาะ Sunday ကနေ့ဆိုတော့ဘာသုံးရမလဲ on Sunday okay နောက်တစ်ခုက winter ကဆောင်းရာသီဆိုတော့ဒါဒီ season ဖြစ်တဲ့အတွက် in သုံးရပါမယ် in winter 6 o'clock 6နာရီ time ဖြစ်တဲ့အတွက် at သုံးရပါမယ် at 6 o'clock April က month ဖြစ်တဲ့အတွက် in သုံးရပါမယ် in April 2025 က year ဖြစ်တဲ့အတွက် period ဖြစ်တဲ့အတွက် in သုံးရပါမယ် in 2025 okay နောက်ဆုံးတစ်ခုကတော့ February 14 2025 တဲ့ဆိုဒီထဲမှာဒီအချိန်လေးမှာဆိုလို့ရှိရင်ရက်လဲပါတယ်လလဲပါတယ်နှစ်လဲပါတယ် okay ခုနလနဲ့နှစ်နဲ့အတွက်က preposition in သုံးမယ်ရက်အတွက်က on သုံးမယ်เนาะဒီလိုမတူညီဘူးဒါပေမဲ့အခုဒီတစ်တွဲလုံးအတွက်ဆိုရင်ဘာသုံးမလဲဆိုရင်ကိုကစဉ်းစားမယ်ဒီတစ်တွဲလုံးမှာသူဆိုလိုချင်တာကဘယ်ဟာကိုဆိုလိုချင်တာလဲရက်ကလားလလားနှစ်လားဆိုတော့2025ခုနှစ် February လောက်14ရက်နေ့ကိုဆိုလိုချင်တာဖြစ်တဲ့အတွက်ရက်ကိုဆိုလိုချင်တာဖြစ်ပါတယ်အဲ့အတွက် day အတွက်သုံးရတဲ့ preposition on ကိုသုံးရပါမယ်အဲ့တော့ on February 14 2025 ဖြစ်ပါတယ်okay အဲ့တော့ကျွန်မရဲ့ဗီဒီယိုလေးကိုခုလိုဆုံးထိကြည့်ပြီးတော့ကျေးဇူးတင်ပါတယ်ဒီဗီဒီယိုဖိုင်လေးကနေအချိန်နဲ့ပတ်သက်တဲ့ preposition လေးတွေဘယ်လိုသုံးရမလဲဆိုတဲ့ knowledge လေးရသွားမယ်လို့ထင်ပါတယ်အဲ့တော့အင်္ဂလိပ်စကားကိုအခြေခံကနေကျွမ်းကျင်ပြောတတ်ချင်တယ်ဆိုရင်ကျွန်မရဲ့ Brilliant Future English စာသင်တန်းမှာရှိတဲ့ Basic English Speaking Course လေးကိုစနစ်တကျဆွဲထားတဲ့သင်ရိုးလေးနဲ့သင်ယူရင်းနဲ့ကိုယ့်ရဲ့အင်္ဂလိပ်စကားပြောတဲ့ရေး level ကိုမြင့်တင်လို့ရပါတယ်ကျေးဇူးတင်ပါတယ်